တရုတ်နိုင်ငံမှာဒေတာထွက်ကုန်တွေကိုစက်ပစ္စည်းတွေနဲ့စားထိုးမဲ့စားအခုလိုမျိုးသဘာဝကျကျလေးဖန်တီးတတ်ကြပါသေးတယ်။တရုတ်နိုင်ငံဆိုတာကတော့တစ်ချိန်မှာဒေါ်နယ်ထရက်ရဲ့ပြည်ထောင်စုကြီးကိုကြော်တက်နိုင်ဖို့အဖက်ဖက်ကနေစူးစမ်းနေခဲ့ကြတဲ့နိုင်ငံကြီးတစ်ခုလို့ပြောရည်လည်းမမှားပါဘူး။ဒေါ်နယ်ထရက်တယောက်ဤပညာတွေကိုစမတန်တိုးတက်အောင်ဖန်တီးနေခဲ့ပေမဲ့တရုတ်နိုင်ငံမှာကတော့စက်ပစ္စည်းတွေမကလူသားရှင်းမြစ်ကိုပါမျိုးမတုံးသွားစေဖို့အဖက်ဖက်ကနေစူးစမ်းနေခဲ့ကြတာပဲဖြစ်ပါတယ်။ဒီရွာလေးကတော့ဝူဟန်အနောက်ဘက်မှာရှိနေခဲ့တဲ့ကြီးလက်လေးတစ်ခုဖြစ်တယ်လို့ဘလို့ຢာတွေပဲရှိလားနေမင်းကြီးဘက်ကိုပဲမျက်နှာမူပါမယ်ဆိုတဲ့နေကြပန်းတွေကိုအလုတ်ကျွေးပြတဲ့ရွာလေးတူရွာလေးဖြစ်ပါတယ်။ဒီရွာကိုဆိုရင်နေကြခင်းတွေကိုသာပြက်နေအောင်စိုက်ပျိုးထားကြသလိုနေကြတွေပွင့်လာမယ်ဆိုတဲ့ချိန်ကိုလည်းတတိတသက်စောင့်နေခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့နေကြပန်းတွေလှပပပွင့်အားနေတဲ့ချိန်မှာကမ္ဘာလှပဆုံးနေကြကြီးရွာလေးတစ်ခုဖြစ်ခီးသွွားဧည့်သည်တွေလာရောက်လှည့်ပတ်မှုအများဆုံးဖြစ်နေခဲ့သလိုနေကြညှို့ချိန်ရောက်ပြီဆိုတဲ့အခါမှာလည်းဒေသခံတွေကခုလိုမျိုးတညီတညွတ်ထဲရှင်သိမ်းတတ်ကြပါရီသူတို့ရဲ့လူရိုးလုစင်ကတော့ညှိုးနေတဲ့နေကြပန်းတွေကိုအရင်ကနေခုတ်တစ်တဲ့သူကခုတ်တစ်ပြီးနေကြပွင့်တွေကိုခုလိုမျိုးရိုးတဲ့နေရာကနေပြန်ဆိုင်ပေးလိုက်ပါရီအချင်းတစ်ခုရောက်တဲ့အခါမှာတော့နောက်ကနေကောက်ရိပ်မယ်တွေကနေကြပွင့်တွေကိုတဆင့်ခံလိုက်လံစိမ့်ဆဲပြီးကောက်ရိပ်နေခဲ့ကြတာပဲဖြစ်ပါရီအဲ့နောက်မှာတော့ဒေသခံရွာသူတွေအကုန်လုံးကိုခေါ်ယူစုဝေးစေပြီးတညီတညွတ်ထဲနေကြပန်းချွေကြပါတော့တယ်ဒီတလေးလေးဟာနှခါပြန်မရနိုင်တဲ့အမတ်တရတွေဖြစ်စေရသလိုလူသားတဦးနဲ့တဦးကြားကအရင်းမြစ်တွေကိုလည်းအထင်သာပေါ်လွင်စေတာမို့တရုတ်နိုင်ငံမှာကတော့ဤပညာတိုးတက်တဲ့နေရာလေးရှိသလိုအခုလိုမျိုးကြီးလက်အငွေတက်နဲ့ပြည့်နေနေတဲ့ကြေးရာတွေကလည်းအပြည့်ရှိနေကြတာမလို့တကယ်ကိုမှအံ့အားသင့်စရာကောင်းနေခဲ့ပါရီဒါကြောင့်မေဒီဒေတာဟာနေကြရွာလို့သမုတ်ကြပြီးအခုမှကြီးပြင်းလာတဲ့ကလေးတွေအတွက်လည်းလေးလာရေးခီးစဉ်တစ်ခုဖြစ်ဖန်တီးပေးတတ်ကြပါရီဘလို့ပဲဖြစ်ပါနိုင်ငံတော်ရဲ့ဘာချက်ကိုလည်းတတ်တာစီသလိုနိုင်ငံတော်ရဲ့တဘာဝအငွေ့သက်ကိုလည်းအပြည့်အဝခန်းစားစီရတာမလို့ပရိသတ်ကြီးတို့အနေနဲ့လည်းတရုတ်ပြည်ကိုအလဲရောက်ခဲ့မယ်ဆိုရင်ဒီဒေတာကိုမဖြစ်မနေအလဲပဲသွားကြည့်ကြပါအောင်ရှင်နောက်ဗီဒီယိုတွေမှာလည်းတနေ့တစ်မျိုးမရှိရတဲ့ဘုဒ္ဓတရစရာအကြောင်းလေးတွေကိုတင်ဆက်ပေးမှာမလို့ကျမတို့ရဲ့ channel လေးကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်အားပေးနာဆင်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်